Really, Scarlet Bjorgen Limo and Sagari Bony and loaded cool on dinner. The shore sailing people now do Omi and Bapeta Nora. Taylor and Amleo. Who know that done time and biro. Lulilo Yala Yas, Budulilo, more lime or damn. I don't demand Ezwin. So Dolan Jibu. Dolan is with a Hadkuma. General look at the Alu Jida. Daro General go either bureau on the but when Jamale, General, you go to read me down with Naiva. I do paper, do. To throw Alo Nagashi, Midaguri she does rock. I Naga, a condo Naga people yard, General Sonos on the mood in it. Yojimut Kuti South. A bales, the Kuya Naima Pim, Nailuma Pip. 909ဆိုတဲ့ယုံကြည်ချက်လည်းရှိတယ်။အဲ့ဒီယုံကြည်မှုရဲ့နောက်ွယ်မှာပိစက်မှုတွေဘဝတွေစွန့်လွတ်နစ်နာခံမှုတွေရှိတယ်။အများကြီးပဲနော်အများကြီးပဲ။အဲ့တော့ကျွန်တော်ဒေါ်လာရင်းလို့တော့ဝါသနာပါလုံးကိုလှုပ်တက်လို့လည်းမဟုတ်။အဓိကနဲ့တာမညာခွဲကြည့်တဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံတင်ဇာတပေါ်ကျွယ်ဟွာလာတဲ့နိုင်ငံဖြစ်တယ်။အဲ့တော့ကျွန်တော်ဘွားတွေကမငတ်ယုံလေးရက်တီနေရတာဘာကြောင့်လဲခုနအဓိကတမ်းများကိုကျွန်တော်မြင်အောင်ကြည့်လိုက်တယ်ကျွန်တော်စားမတတ်ဘူးဒါပေမဲ့စိုးတာကောင်းတာမှန်တာမှားတာကိုတေချာဝေးပန်းပိုင်းခြားပြီးတော့ဒေါ်လာရေးဆိုတဲ့အလုပ်ကိုလုပ်တယ်အဲ့တော့ကျွန်တော်တို့တင်ဆန္ဒပိုးတဲ့မြန်မာနိုင်ငံဘာဖြစ်လို့သူများနိုင်ငံသွားရင်အလုပ်သမားအဲ့ဒီနိုင်ငံပိုရတာကျွန်တော်တို့နိုင်ငံတဲ့ဘာဖြစ်လို့လဲခုနဒေါ်လာရေးလောက်ရတဲ့အကြောင်းချင်းရအာနာရှင်တွေရဲ့လောက်စည်းအုပ်မှုကနှစ်ပေါင်း60ကျော်ပြီအဲ့ဒါကိုလူကြီးတွေနားတယ်ပြောသမျှစကားလုံးတွေနားတယ်မစအောင်ကြတော့မြင်အောင်ကြည့်ပြီးထိအောင်ခံစားလိုက်တော့ဒေါ်လာရေးဆိုတာမလုပ်လို့မဖြစ်တော့ဘူးအေးငါတို့အတွက်တော့မဟုတ်လာမဲ့တာမီလေးတွေအနာကကျေဝင်လေးတွေကလေးလေးတွေအတွက်ကျွန်တော်တို့နိုင်ငံကိုပြန်လဲထူထောင်မှာအကောင်းဆုံးတည်ဆောက်မှာကလေးလေးတွေသူတို့ကျွန်တော်တို့လိုဘွားတွေမဖြတ်သန်းဘူးကျွန်တော်တို့တောင်းကြနေပြီဒီတောင်းကိုကြည်အောင်ထမ်းမယ်ဟုတ်တယ်အာနာရှင်ကြောင့်ငါတို့မွဲတည်နေတာမငတ်ုံတမယ်ပဲကျွန်တော်နိုင်ငံမွဲနေတာမဟုတ်ကျွန်တော်နိုင်ငံချမ်းသာတယ်အဲ့ချမ်းသာတဲ့စီးစိမ်ဥစ္စာပစ္စည်းရတနာအားလုံးအဲ့အာနာရှင်ဆိုတဲ့အာနာယုဆိုတဲ့အရာတွေသူတို့ကြီးပဲချမ်းသာဝဲကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့မိသားစုအားလုံးကျွန်တော်တနိုင်ငံလုံးတိုင်းတာမှာစင်ရဲတွင်းတဲ့ကိုဘယ်တော့မှတက်မလာနိုင်အောင်လုပ်တာအဲ့တော့နိုင်မို့ရအရေးအတွက်အရေးခဲတစ်ခုတွေ့မှာယုံကြည်မှုတစ်ခုရဲ့နောက်ကွယ်မှာပိစက်မှုတွေရှိရတယ်လို့အများကြီးပဲကျွန်တော်ရဲဘော်တွေတည်သွားကြတာရောပိစက်သွားတာဒေါ်လာရင်းနိုင်မှုအရေးအတွက်ပိစက်ရင်းနှီးပိစက်သွားဒါတွေအတွက်ကျွန်တော်တို့ဒီအရင်းနှီးတွေအတွက်အများရောက်အောင်မှဖြစ်မယ်အဲ့အောင်မို့ရအတွက်ကလည်းကျွန်တော်တို့စိတ်ဓာတ်တွေကျွန်တော်တို့လုပ်ရက်တွေပူပေါင်းမှုတွေညီညွတ်မှုတွေအားနဲ့လို့မရဘူးတာဝန်တစ်ခုတည်းရအနေနဲ့ကျွန်တော်ကိုပေးခဲ့ရင်ကျွန်တော်ကိုမင်းဘာတာဝန်လုပ်ပါလို့ပေးရင်ကျွန်တော်နိုင်မနိုင်စဉ်းစားမယ်ဘယ်သူမှထမ်းမဲ့လူနိုင်အောင်ထမ်းမဲ့လူမရှိဘူးကျွန်တော်မှရှိတယ်ဆိုရင်လည်းမနိုင်နိုင်အောင်ထမ်းရမှာပဲဒါပေမဲ့အများကြီးရှိတယ်ဆိုရင်လည်းပေးတဲ့တောင်းကိုငါကြည်မကြည်စဉ်းစားမယ်ပြီးရင်ကြည်အောင်ထမ်းမယ်ကျွန်တော်နိုင်မှဖြစ်လိမ့်မယ်အဲ့တော့စစ်ကောင်စီရဲ့စစ်နယ်ပေါ့နော်ကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့အားလုံးပုံစစ်ကောင်စီကောင်းကောင်းသိတယ်ဘယ်လိုသိရလဲသိလားဉာဏ်ပညာနေမှာဖို့သူတို့ပြောသမျှပဲနာခံမှုအတွက်အသိဉာဏ်တွေခေါင်းမအောင်ပညာဆိုတဲ့အရေးအရာတွေကိုဖိနေခဲ့တာစာတတ်အောင်လုပ်မပေးဘူးရေးတဲ့ဖတ်တဲ့မှတ်တဲ့သူတို့ပြောတာနားထောင်တတ်ရင်သူတို့လုပ်ခဲ့တာအဲ့တော့သူတို့ကဘာသိလဲဆိုရင်ကျွန်တော်ကိုရေရှည်လရှည်နှစ်ရှည်ဆိုရင်ဆွဲသွားရင်ငါတို့ပြောသမျှငါတို့ရိုက်ထဲသမျှငါတို့လော်ဗီတွေကစပါတော့သူတို့လော်ဗီတွေကစရိုက်ထဲရင်ဒီလူထုတွေကအားလုံးနားဝယ်နိုင်တယ်ဘာကြောင့်လဲညံပညာမမီဘူးငါတို့နှိတ်ကုတ်ခဲ့တော့ဆိုတဲ့အရာနဲ့နှစ်တွေလတွေကြောင်လုပ်နေတာသူတို့ဘက်ကလုပ်တာကျွန်တော်တို့အဲ့ဒါကိုမြင်အောင်ကြည့်ရလိမ့်မယ်ကြာရှည်သွားရင်စိတ်ဝင်ကွဲလိမ့်မယ်အဲ့ဒီအခွင့်အရေးကိုစစ်ကောင်စီကစောင့်နေတာခု9နှစ်ကျော်လာပြီအဲ့ဒါကျွန်တော်ဘာလုပ်မလဲနော်ပေးဆက်မှုတွေကျွန်တော်ဆိုရင်ခွေးစကန်နဲ့မိုင်ဝဲတာလောက်ပဲနေတဲ့အရာ
ဒါပေမဲ့အိမ်ကလည်းမိရှုပ်ပြီး၄နှစ်ကျော်သွားပြီမိသားစုကဖုံးချောင်းပို့ထားဗျပြောချင်တာခုနပေးဆက်မှုတွေကိုကျွန်တော်လွမ်းဆွတ်တန်းတာနာမဟုတ်ဒီရေးနိုင်မယ်ဆိုတဲ့ယုံကြည်မှုမကြားချင်တာနံပါတ်1ကျမ်းနာမပြောနဲ့တိတ်မကြတော့ဘူးထင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့လို့တော့9နှစ်ကျော်လာကြရဲဘော်တယောက်ချင်းကျွန်တော်ကစချမ်းသာမျိုးနဲ့မိသားစုကိုတူတူနေခြင်းနဲ့စိတ်လွမ်းတဲ့စိတ်နဲ့တောင်မှလူပဲချွတ်ချုံကြလာပြီအဲ့တော့ခုနအရာတွေခုနစီးပွားရေးစားဝတ်နေရေးပေးကမ်းမှုတွေထောက်ပံ့မှုတွေအားလျော့လာမယ်နှစ်ကြာလာအားလျော့လာရင်ဘာလျော့လာမလဲအားလုံးလျော့သွားမယ်လူတို့ကလည်းမောလာပြီဒါပေမဲ့မောတာဒီရေးနိုင်မယ်ဆိုရင်လူတို့ကနိုင်မို့ရအတွက်ဆိုရင်ရှင်းပြီးမြုံနာမှာရှမ်းကြီးမခင်နှစ်ကြာလာတော့ခုနဇိုက်တာတွေပြတ်မှန်ဆိုရတယ်ကျွန်တော်တို့အားလုံးညီကိုတို့ဇိုက်တာတွေပြတ်မှန်ဆိုတာမဖြစ်နိုင်တဲ့သုံးကဘာမီလောင်သားကောင်ချနေဆိုတဲ့ဂိမ်းကြီးစိုက်မှာဆိုရတယ်အဲ့ဒါစစ်ကောင်စီစနစ်ပဲစစ်ကောင်စီအဲ့ဒီအချိန်ကိုစောင့်တာရေးကြည့်တယ်ကျွန်တော်နှစ်ထန်းကြာကြအကြောင်းမရှိဘူးမင်းဘာလုပ်လဲကျွန်တော်မေးလိုက်ကျွန်တော်နိုင်ရကျွန်တော်ပျောက်တောက်ပြန်မအောင်အကောင်းဆုံးလုပ်တယ်ဟုတ်ပြီကျွန်တော်နိုင်ရကျွန်တော်လုပ်တယ်လို့ပြောတာကျွန်တော်မနိုင်တဲ့ဟာကိုကျွန်တော်ထမ်းမယ်လို့ပြောတာမဟုတ်အဲ့တော့အားလုံးပေါ့နော်ကိုနိုင်ရကိုကျွန်တော်လည်းစာတတ်တဲ့လူကျွန်တော်ညံမညာကြီးစိုးတဲ့လူကကျွန်တော်လည်းမြင့်တဲ့နေပါဒီရေးနိုင်မှုရအတွက်ကျွန်တော် site ထူချရအောင်ကျွန်တော်ဗျာတော်လိုင်းစာဝင်တော့ကျွန်တော်ကြွေးကြော်ခဲ့တာလူငယ်တွေကိုဦးစားပေးပြီးတော့အားကိုးတာမဟုတ်ခဲ့ရင်တော့အားထားမိတယ်လူငယ်တွေငါတော့40ကျော်ပြီအသက်က46နှစ်ထဲရောက်ပြီမင်းတို့တနက်ကင်မင်းတို့ဖက်နှက်ကိုငါကင်ပေးမယ်အာနာယူတွေငါတို့နိုင်ငံမောင်းထုတ်ရမှာဖြစ်တယ်သူတို့ရဲ့စနစ်တွေသူတို့ရဲ့ဘောင်တွေကသူတို့ဖို့ပဲလှုပ်ထားတာဦးတွေအားလုံးစသည်အဖြစ်ပေါ့အဲ့တော့နှစ်ထန်းကြာဖို့ရတယ်သူတို့ကဖန်တီးတာကျွန်တော်တို့ကဖန်တီးတာမဟုတ်တော့ကျွန်တော်တို့ကမကြာဘူးလို့ရမှာသူတို့ကနှစ်ထန်းကြာလေနားရိုက်ထဲလားလူကပထမ9ယောက်စုတယ်နောက်ပိုင်းနှစ်ရတယ်လက်တွေနှစ်တွေကြာလာတဲ့အချိန်မှာသွေးခွဲစကားတွေယုံကြည်မှုခုန lobby တစ်ခုရဲ့မိမောင်းထုတ်ပြမှုသွေးထုတ်လုံးဆောင်မှုကနေ4ယောက်ဖြစ်လာတယ်နှစ်ကြာလာ3ယောက်ဖြစ်ဒီလိုတွေကိုသူကမျောလင့်ပြီးတော့ကြာလီကောင်းလေလောက်တာဟုတ်တယ်အဲ့တော့အားလုံးလည်းသိပါတယ်ပညာတတ်တွေပူသိတယ်ကျွန်တော်ကစာလည်းမတက်ဘူးဒါပေမဲ့ကျွန်တော်ဒေါ်လာရင်းမှာဒေါ်လာရင်းတစ်ခုရှေ့ရှုပါနိုင်မို့ရတဲ့ဒေါ်လာစိတ်ဓာတ်တွေအားကောင်းနေဖို့ညီညွတ်ပေးဖို့ညီညွတ်မှနိုင်မှမှုလိုက်ပြီးဟောပြောတဲ့နေရာတော့ကျွန်တော်လုပ်တယ်ကျွန်တော်လောက်တာပေါ့နော်တချင်းလေးတစ်ဖက်ကဝါသနာပါတော့ဆိုတဲ့အတန်လည်းကောင်းအဲ့တချင်းဆိုတဲ့လက်ခံမှုကိုခုတုံးလုပ်ပြီးတော့လူတွေစုပြီးရင်ဒေါ်လာရင်းစကားတွေပြောစိတ်ဓာတ်မကြဘူးမိဘပြည်သူရဲ့တယောက်ချင်းရဲ့ခွန်အားဒေါ်လာအရေးကြီးအတွက်အရင်အရေးကြီးတယ်အရေးပါတယ်ကျွန်တော်ဒီအရေးကိုလာပြီးတော့လုံနိုင်တဲ့စွမ်းအင်စွမ်းအားတတိတွေမွေးဖွားနိုင်တာကျွန်တော်မိသားစုကထည့်ပေးလိုက်တာမဟုတ်အမိဖပြည်သူများရဲ့ထောက်ပံ့မှုထောက်ခံမှုဆိုတဲ့ယုံကြည်မှုတွေနဲ့အဲ့ဒီစိတ်ဓာတ်တွေကိုယုံကြည်လို့စစ်ကောင်စီကပြတ်တိုက်မယ်နိုင်အောင်တိုက်မယ်ဆိုတဲ့တတိတွေမွေးနေတာလူတို့ကြောင့်ပဲလူတို့လည်းခြေပြုပြီးတော့ကျွန်တော်နှစ်တွေကြာလို့မဖြစ်တော့ဘူးပေါ့နော်ဒီချီပါတယ်လေးစားစွာဖြင့်ကျွန်တော် line ပေါ်တင်တာတော့ဘာလို့တိတ်မရှိဘူးလုံးလည်းမလုံးတတ်ဘူးပေါ့နော်အဲ့တော့အခုဒါလေးကိုတင်ပြီးတော့စိုးဩခြင်းစိုးဩတာပေါ့ကျွန်တော်လည်းမိသားလွမ်းလာပြီကျွန်တော်လူပဲလွမ်းကြမှာပဲတူတူနေချင်းကြပါပဲနော်နိုင်မှုရအတွက်ဒီပညာရှင်တွေပညာကျွယ်ဝသူတွေဒါမှမဟုတ်ကျွန်တော်တို့ဘယ်လိုပြောမလဲတော်လိုင်းကြီးခေါင်းကြီးပိုင်းနေပေါ့နော်ဆရာကြီးတွေမြေတရခံစွာကျွန်တော်တို့ပို့ချပါအာနာယူတွေရဲ့ထုံးနှမှုတွေးခွဲမှုအပိုင်းကဏ္ဍကိုရောက်လာတော့မယ်နှစ်တွေကြာလာလေကျွန်တော်တို့အသေးလေးတွေကွအရင်တော့ဒီမှာကျွန်တော်ရဲဘော်ထားပါတော့10ယောက်ရှိတယ်အခု9ယောက်ရှိတော့တာအကြောင်းမျိုးမျိုးကြောင့်ဗန်းပြထွက်သွားတာမခံနိုင်တော့ဘူးလေဒါအာနာယူကခွဲသေးတာမဟုတ်ဘူးပေါ့နော်အာနာရှင်တွေရဲ့နားချမှုတွေတွေးထိုးလုံးဆောင်မှုတွေကြောင့်မဟုတ်သေးဘူးအဲ့တော့နှစ်ကြာတာမကောင်းဘူးပေါ့နော်လူလည်းပင်ပန်းလာပြီကျွန်တော်တို့အားလုံးလည်းအချိန်ကြီးပေးစားရတဲ့အားတွေအားလုံးပင်ပန်းကြမှာပါအဲ့တော့နိုင်မွေးရအတွက်ကျွန်တော်တို့ဘာလို့ရင်ကောင်းမလဲဆိုတဲ့စီမံကွက်ကဲမှုပို့ချမှုတွေကိုမြန်မြန်သွားပေးပါ
ကျွန်တော်တို့လေးလာစီးပြီးလိုက်နာဆောင်ရွက်ပါမယ်လေးစားစွာဖြစ်ပေါ့အားလုံးပေါ့ဒါတဦးတယောက်ကိုတာဝန်ပေးခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့အားလုံးကကျွန်တော်ကတူညီမှမြန်နိုင်မှုရရတဲ့တိတက်ဘာအားဆက်ရမလဲစိတ်တက်လားဘယ်လိုခွန်အားတွေဆက်ရမလဲဆိုတာကိုကျွန်တော်အားလုံးဝိုင်းတွေးကြမယ်ဝိုင်းလုပ်ကြမယ်လွယ်ပြောပြီးလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာနားမလည်လို့တော့မဟုတ်ပါဘူးเนาะအဲ့တော့စစ်ကောင်စီရဲ့စနစ်တွေကိုကျွန်တော်တို့အားလုံးပါသွားလို့မဖြစ်ဘူးကျွန်တော်ပြည်သူတွေကယူသားတယ်ယူသားတယ်ဖြူစင်တယ်လူတယောက်ရဲ့တင်းတင်းစီယုံမှုဆိုတဲ့သွေးထိုးလုံဆောင်မှုဆိုတဲ့အရာတွေအောက်ကိုအထူးကတော့စစ်ကောင်စီပေါ့နော်သူတို့ရဲ့အဲ့ဒီအရာတွေရဲ့အောက်ကိုစီးမျောသွားမှဆိုးပါတယ်စီးမျောသွားရင်ကျွန်တော်တို့အရင်ခင်းသွားမှဆိုးလို့ပါဒီတဲ့အခါဆိုတိုက်တွန်းလို့ဆိုအရင်တော်လိုင်းမြန်ပြီးဖို့ရတဲ့ဆောင်ရွက်ကြရအောင်လို့လို့ဆိုအပ်တာပါနော်လေးစားပါတယ်အားလုံး